မင်္ဂလာပါနေနဲ့ database ကမေးပါရှင်မေးဒီ comment လေးပြန်ဖြည့်ပေးမယ်ပေါ့နော်မေးလေးinterview မှာပေါ့နော်လိုအပ်တဲ့ဟာတွေမေးဆိုပြီးပြောတဲ့အချိန်မျိုးမှာမေးကိုဒီတယောက်ကပြောထားရပေါ့နော်ဂျပန်လိုမှမမေးတတ်တာပေါ့နော်မမေးတတ်တာလို့သူပြောထားတာပေါ့နော်အဲ့တော့ကြာလေမေးပြောချင်တာကလေ interview ဖြေလို့ရှင်ကွာကိုရီမြန်မာမှာလာပြီးတော့ interview လာမေးတဲ့အတွက်ကိုပေါ့နော်မြန်မာတွေက interview ဝင်ဖြေရတာဖြစ်တဲ့အတွက်ကိုနိုင်ငံခြားသားတွေကပေါ့နော်ဂျပန်နေအနေနဲ့ကြည့်မယ်ဆိုနိုင်ငံခြားသားတွေကသူတို့ interview ကိုဝင်ဖြေရတာဖြစ်တဲ့အတွက်ကိုအဲ့ဒီနိုင်ငံနဲ့ပတ်သက်တဲ့စကားပြန်မျိုးကိုသူတို့တွေကသူတို့ဘေးမှာထားပေးထားတယ်ရှင့်ဥပမာမြန်မာနိုင်ငံဆိုမြန်မာစကားပြန်ပေါ့နော်အဲ့လိုမျိုးထားပေးထားတယ်ဘာလို့လဲဆိုသူတို့ခေါ်တဲ့ level တွေကဟုတ်တယ်မလား N4 level တို့တချို့ဆိုလို့ရှိရင် N3 level တို့ဒါပေမဲ့လို့ကိုရီအဓိကပြောရတာမြန်မာနိုင်ငံမှာမြန်မာစကားပြောရတယ်ဆိုတာသူတို့တွေကသိတဲ့အတွက်ကိုဒါဂျပန်စကားကိုအရင်တနည်းအကျွမ်းတဝင်နဲ့တွတ်တွတ်လက်လက်နဲ့ဘယ်သူမှမပြောနိုင်ဘူးဘယ်သူမှနားမလည်နိုင်ဘူးဆိုတာလဲသူတို့နားလည်တယ်ပေါ့နော်အဲ့ဒီအတွက်ကိုသူတို့အနေနဲ့ interview မေးတဲ့အချိန်မှာလဲမြန်မာစကားပြန်ကိုသူတို့ရဲ့ဘေးမှာထားပေးထားတယ်အများသောအားဖြင့်ရှိရရှင့်များသောအားဖြင့်ရှိရနော်